မင်္ဂလာပါရှင်ဒီနေ့မှာတော့မျက်နှာနဲ့ပတ်သက်တဲ့အလှပဆိုင်ရာအကြောင်းလေးကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါမနက်ခင်းအိပ်ရာထားတဲ့အခါမျိုးမှာမျက်လုံးတွေမိုးအစ်နေတာမျက်နှာကြီးဖောင်းပြီးတော့မွဲချောက်နေတာမျိုးတွေကြုံမှုကြလားရှင်စကင်ကဲတွေဘလောက်ပဲလိမ့်လိမ့်မျက်နှာကမလန်းမဆန်းပဲဖြစ်နေတတ်တဲ့နေ့တွေရောရှိတယ်မဟုတ်လားနော်ဒီနေ့ဗီဒီယိုမှာတော့ဘာပတ်စံမှထပ်ပေးစရာမလိုပဲနဲ့အိမ်မှာရှိတဲ့ပစ္စည်းတစ်ခုတည်းနဲ့တင်မျက်နှာကိုချက်ချင်းတင်းရင်ဝင်ပသွားစေမယ်ဟောလိဝုဒ်မင်းသမီးတွေရဲ့လိုဝက်ချက် ice dutching အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်စွန်ကိုယ်တိုင်လည်းမနက်ခင်းတွေမှာအမြဲတမ်းလှုပ်ဖြစ်တဲ့တဘာဝနီလန်းလေးမှုလို့အဆုံးထိကြည်ပေးသွားကြအောင်နော်အခုပြောပြမယ်အကြောင်းအရာလေးကတော့ရေခဲရေကကျမတို့အသားရည်ကိုဘလောက်တောင်အကျိုးပြုသလဲဆိုတာကြည့်လိုက်ကြရအောင်နော်ရေခဲရေဟာဆိုရင်သွေးလည်ပတ်မှုကိုချက်ချင်းကောင်းမွန်စေပါတယ်ဥပမာရေခဲရေအေးအေးနဲ့မျက်နှာကိုဆေးကြောလိုက်တဲ့အခါမှာသွေးကြောတွေကျုံသွားပြီးတော့မျက်နှာစီကိုသွေးအသစ်ဆဲတွေချက်ချင်းလည်ပတ်စီးဆင်းလာစေပါတယ်။ဒါကြောင့်မျက်နှာကိုချက်ချင်းပန်းနုရောင်တန်းပြီးလန်းဆန်းသွားစေပါတယ်။ဒုတိယအချက်အနေနဲ့ကတော့ရေခဲရေဟာမျက်နှာဖောင်းတာကိုလည်းတတ်တာစေပါတယ်။ညကအေးပြက်လို့ပဲဖြစ်ဖြစ်ငိုထားလို့ပဲဖြစ်ဖြစ်မိုးအိပ်နေတဲ့မျက်အိပ်တွေကိုလည်းချက်ချင်းကျသွားစေပါတယ်တတိယအချက်အနေနဲ့ကတော့ချွေးပေါက်တွေကိုတင်းရင်သွားစေတဲ့အတွက်မိတ်ကပ်လေးနဲ့အခါမှာလည်းကိတ်မုတ်သားတွေလိုကွဲမထွက်ပဲနဲ့ smoothie ဖြစ်ပြီးတဘာဝအတိုင်းတနေ့ကုန်မျက်နှာပေါ်မှာဆွဲကြံစေပါတယ်ရှင်ကဲအခုရေခဲရေကိုဘယ်လိုအသုံးပြုရမလဲဆိုတာပြောပြပေးသွားပါမယ်နော်အရင်ဦးဆုံးမိမိမျက်နှာကိုနူးညံ့တဲ့ကလင်ဆာနဲ့တည်တည်ချာချာတန့်စင်ထားဖို့တော့လိုပါမယ်ရှင်။အဲဒီနောက်မှာတော့ကြွေပကံသို့မဟုတ်ဇလုံးတန့်တစ်ခုထဲမှာရှည်ထည့်ပြီးတော့ရှည်ခဲတုံးလေးတွေအနှင်းငယ်ထည့်လိုက်ပါ။အသက်ကိုဝါဝါရှူပြီးတော့မျက်နှာကိုရှည်ထဲမှာ3စက္ကန့်ကနေ5စက္ကန့်အထိနှစ်ထားပေးဖို့လိုပါမယ်ရှင်။အခုလိုပုံစံမျိုးကိုပဲ3ချိန်ကနေ5ချိန်အထိအချိန်ချင်းလုပ်ပေးအောင်ပါပဲတဘာဝနီလန်းဆိုပေမဲ့လည်းအားလုံးအတွက်မသိတော်တာမျိုးရှိတတ်လို့တတိထားရမယ့်အချက်တွေကိုလည်းပြောပြချင်ပါသေးတယ်ရှင်အဲ့ဒါကဘာတွေလဲဆိုတော့ရေခဲတုံးကိုမျက်နှာပေါ်တိုက်ရိုက်မပုတ်မိပါစေနဲ့သူကအသားရည်ကို ice bandအေးလောင်တာဖြစ်စေပြီးတော့သွေးကြောမြင်လေးတွေပေါက်ပြတက်လို့ပါရှင်။ဒါကြောင့်ရေခဲရည်တဲ့မျက်နှာနှစ်တဲ့နီလန်းကအနည်းအကင်းဆုံးပါပဲ။ဒုတိယအချက်အနေနဲ့အချိန်ကြာကြီးမလုပ်ပါနဲ့။တစ်ခါနှစ်ရင်5စက္ကန့်ထက်မပိုပါစေနဲ့။စုစုပေါင်းလှုပ်ဆောင်ချိန်10မိနစ်ထက်မကျော်ပါစေနဲ့ရှင်။ဘာလို့လဲဆိုတော့အရေးပြားနီမြန်းတာမျိုးကိုဖြစ်နိုင်စေလို့ပါ။တတိယအချက်အနေနဲ့ကတော့ sensitive skin သမားများကိုယ့်အသားရည်ကအရန်ပါတယ်အနီးစက်တွေထွက်တာလွယ်တယ်သို့မဟုတ်မျက်နှာမှာဝက်ချံဖို့အကြီးကြီးတွေရောင်ရမ်းနေတယ်ဆိုရင်တော့ဒီနီလန်းလေးကိုခဏလောက်ရှောင်ထားပေးပါရှင်ကဲရေခဲရည်နဲ့လှုပ်ပြီးသွားရင်တော့မျက်နှာကိုချက်ချင်းတပတ်နဲ့အုပ်ပြီးအသားအရာလေးတုပ်ပြီးပါရှင်ပြီးရင်တော့ကိုအမြဲတမ်းလိမ့်နေကြတိုနာနဲ့အဆိုဓာတ် moisturizer ကိုဆက်လက်လိမ့်ပေးလိုက်အောင်ပါပဲရှင်အသားရည်ကချက်ချင်းကိုကြည်လင်ပြီးဂလိုးသွားတာကိုမြင်ရမှာပါနော်ကဲဒီနေ့မျှဝေပေးခဲ့တဲ့ရေခဲရည်လှုပ်ဝက်ချက်နီလန်းလေးကိုသဘောကျမယ်လို့မျှော်လင့်မိပါတယ်အားလုံးပဲမနေ့ပြန်ကစပြီးစမ်းလုံးကြည့်ကြပါအောင်နော်ရလက်လေးတွေဘယ်လိုရှိလဲဆိုတာကိုလည်းကောမန့်မှာမျှဝေပေးခဲ့ကြပါအောင်နော်
ဒီလိုစိတ်ဝင်စားစရာအလားပါနဲ့တဘာဝစကင်ကဲလှုပ်ဝက်ချက်တွေကိုအမြဲကြည့်နေဆိုရင်တော့ဒီ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ဟုတ်ရှင်နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြမယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်တတား